တဲ့လူရှိရင်အားပေးပါလေဟာလေလုယာအာမင်ရစင်ကောင်းနေတယ်နော်အာမင်ကောင်းဆုံးရစင်မှာရောကျွန်တော်ချီးမွမ်းချင်ပါတယ်ပြီးတော့ဒီလိုဖြစ်လာဖို့ကျွန်တော်ဆိုလို့ရှိရင်လူကကျူးစားပြီးတော့ဖြစ်လာနိုင်မှာမဟုတ်ပါဘူးဘုရားကအစစ်စင်ကြောက်လို့ဖြစ်လာဆိုတော့ကျွန်တော်ဆုံးတည်ခါချင်ပါတယ်ဒီနေ့ကျွန်တော်ဒီလိုကိုယ်စိတ်လုံးတဲ့အခါမှာဒီရဲ့အမစ္စတင်တော်ကနေပြီးတော့ကျွန်တော်တို့ဘာပဲဒီနေ့ကတော့ကိုယ်စိတ်တစ်ခါလုံးရအောင်ဆိုပြီးတော့တမတ်ထားတယ်ဒါပေမဲ့ဘယ်ချိန်ဘယ်ခါဆိုတော့မသိရဘူးဒါအပြင်ကျွန်တော်လည်းဝေကြီးကမကောက်ထားဘူးလို့ပဲရှိပြီးတော့အခုနှစ်ကောက်တော့မယ်ကြားမှာငါဘုရားသခင်ကကျွန်တော်အစီအစဉ်တော်နဲ့ဘုရားသခင်ကစီစဉ်ပြီးတော့ဒီလိုကျွန်တော်တို့ဆရာတပါကနေသိမို့နော်ကျွန်တော်ဒီလိုလာတဲ့အကြောင်းမလို့ကျွန်တော်အရင်ကဝမ်းတာပြီးတော့ဒီအတွက်ကျွန်တော်တတိခန္ဓာဖြစ်ပါတယ်လို့ဒီနေ့ကျွန်တော်ဒီမှာပထမအဆုံးကျွန်တော်ရဲ့ MBC ကနေခုစိတ်လုပ်ခြင်းဖြစ်ပါတယ်ဒါပေမဲ့ဒီခုစိတ်လုပ်တာဟာနော်ကျွန်တော်တို့ကဒီရဲ့ MBC တက်မဟုတ်ပဲနဲ့နော်ကျွန်တော်ဒီမှာရှိတဲ့မြန်မာပြည်သူပြည်သားများအတွက်စီစူးပြီးတော့ကျွန်တော်တို့ကမြန်မာလူကျွန်တော်ခုစိတ်လုပ်ခြင်းဖြစ်ပါတယ်လို့နော်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်ဆရာဒေါက်တာရေဗန်ဒေါက်တာကျွန်တော်မှာဒီကနော်ကမ်ဟောင်းကမ်ကျင်ဟောင်းကမ်ဟောင်းနဲ့ကျွန်တော်သိရတယ်နော်ကျွန်တော်ပထမအဆုံးတော့မိတ်ဆက်ချင်တယ်ဒီနေ့ပထမအဆုံးကျွန်တော်တို့ကနော်ပထမချိန်ညနေမှာပေါ့နော်ကျွန်တော်ကိုယ်စိတ်လုံးတဲ့ချိန်ပြီးတော့ကျွန်တော်တို့တက်တင်ခိုင်းတဲ့ကျွန်တော်မိတ်ဆက်ချင်တယ်ဒီပြီးတော့စီးတဲ့နေရာမှာတက်ကြပါကျွန်တော်အားလည်းတော့ဘာရပေးရအောင်နော်သူကတော့အသက်အားဖြင့်ဆိုလို့ရှိရင်50လောက်ရှိပါတယ်သူနဲ့ကျွန်တော်နဲ့ဆိုရင်တော့အခုအချိန်မှာကျွန်တော်သူ့ကိုdirect တွေ့တာပေါ့နော်ပထမအချိန်ဒါပေမဲ့သူကျွန်တော်အသက်73ဆယ်လေးအရွယ်လုံးကကျွန်တော်ယူပါမှာသူကခူးစိတ်လုပ်ခဲ့အဲ့အချိန်မှာသူကအာမင်ဟာလေလုယာအာမင်ပြောတဲ့လူပေါ်မှာจิตသားကသူကစားပေါ်မှာလည်းလမ်းလျှောက်ပါစေလို့ပြောတဲ့အချိန်ကျွန်တော်ကလည်းအဲ့ချိန်မှာအထဲမဝင်သူတို့ရဲ့ဘုရားကျောင်းအဲ့ဘုရားကျောင်းမှာလို့ခါဆိုအဲ့ထဲမဝင်ရဲတဲ့ခြံစည်းဝါးတွေချောင်းကြည့်တဲ့ချိန်ဖြစ်တယ်အဲ့မှာတခါကျတော့သူ့ကတော့မတွေ့ဘူးတာနဲ့အပြင်ကနေပြောတာကြားတယ်နောက်96လောက်ပေါ်လာပေါ့96ပတ်ဝန်းကျင်ပေါ့နော်အဲ့ချိန်မှာတောင်လဘန်ရန်ကုန်မှာအဲ့မှာကျွန်တော်ပိုင်စင်ကကျွန်တော်အခုဖြစ်နေတော့အဲ့မှာကျွန်တော်သွားတဲ့နေတဲ့ချိန်မှာသူကလာပြီးတော့အဲ့တောင်လဘန်အတွက်ဆွတောင်းနေတယ်အဲ့ချိန်မှာကျွန်တော်တစ်ခါသူ့ကိုတွေ့ဒါနဲ့ဒီမှာအခု3ခါကျွန်တော်တွေ့တဲ့ချိန်ဖြစ်ပါတယ်ဟာလေဘုရားရှင်ကောင်းချီးပေးပါစေအာမင်ပြီးတော့သူ့အမျိုးသမီးဆိုလို့ရှိရင်ကျွန်တော်နဲ့ဖိလစ်ပင်းမှာတကယ်ကြီးနဲ့သူကတခြားကျောင်းမှာတက်တယ်ကျွန်တော်ဖိလစ်ပင်းမှာတက်တယ်ကျွန်တော်အမှဆွေမျိုးသားချင်းနော်မိသားစုပြီးတော့ကျွန်တော်အမိနဲ့သူ့ရဲ့အမျိုးသမီးလည်းဖြစ်တယ်တစ်ဖက်ကနေကျွန်တော်တီးလို့ပြောရမယ်ဆိုလို့ရှိရင်တခါတော့ဒီမှာတရားလာဟောတဲ့ဆရာခိုင်ပြီးရဲ့ဒီမှာကသူ့ရဲ့အမျိုးသမီးဖြစ်ပါတယ်လို့နော်အခုကျွန်တော်မိတ်ဆက်ချင်ပါတယ်သူကမန္တလေးမြို့ကိုအခြေခံပြီးတော့မန္တလေးမြို့မှာကရိုင်းမူဆန်ချတ်ဆိုပြီးတော့ကရိုင်းတို့ကိုနော်မူဆန်ချတ်ဆိုပြီးတော့အတင်းတော်ရှိပါတယ်အတင်းသားဟာ150ကျော်လောက်ရှိတယ်ဒါပေမဲ့ထွက်လိုက်ဝင်လိုက်လူတွေကဖြစ်နေတော့400ကျော်လောက်ဆိုတော့ဒါနဲ့ပေါင်းမယ်ဆိုလို့400ကျော်လောက်ရှိတယ်ပြီးတော့သူပြောတယ်အမှုတော်ဆောင်နော်အမှုတော်ဆောင်ရမှာသူကအချမ်းသာဆုံးလို့ပြောတယ်ဟာလေလုယာအာမင်ဆရာတို့ပြောတဲ့အတိုင်းဖြစ်ပါစေအာမင်ဒါကြောင့်မို့လဲဒီညသူကပြန်ပြီးတော့ကိုယ်စိတ်လာဟောမှာဖြစ်ပါတယ်နော်ဒီလိုဖြစ်လာခြင်းဟာကျွန်တော်ကျူးစာလို့ပြတာမဟုတ်ပဲနဲ့ဖျားစီအစီတန်းဖြစ်လာတာဖြစ်ပါတယ်ဒီလိုဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ရုပ်ဝေးကနေလာတဲ့နော်လူစီလို့ရှိရင်အရောက်တိုင်းပေါ်မှာကျွန်တော်ကြည့်ပြနေပြီးတော့ကျွန်တော်အထူးသဖြင့်စစ်စစ်ပေါ်မှာလည်းကျွန်တော်အထူးကြည့်နေတယ်ပြီးတော့ကျွန်တော်ရဲ့ MBC တင်သားများလို့ကြည့်ရပေါ်မှာလည်းအထူးလည်းကြည့်နေတယ်နောက်ကျွန်တော်မနေ့ကဆရာဆိုလို့ရှိရင်စက်တနာကတိမှာတို့တင်တဲ့ပြန်ဆာမှာဖြစ်ပါတယ်ပြီးတော့ညနေဆိုလို့ရှိရင်ကျွန်တော်6နာရီတော့ရေးထားတဲ့ဒါပေမဲ့ကျွန်
မှာစာလို့ချိန်ကိုတုံးတော့နော်နိုင်ကိုကျွန်တော်ပြောင်းပြန်စိတ်ထဲနေဆွေးလိုက်တော့ခုနကစတာဖြစ်ပါတယ်လို့ကျေးပြီးတော့အဲ့ဒါကျွန်တော်တို့ခုလုပ်ပေးပါလို့နော်ဒီနေ့လဲ6နိုင်စမလို့ပြောထားပြီးနဲ့ကျွန်တော်ခုနိုင်မှာရောက်လာတာဖြစ်ပါတယ်အားလုံးကိုကျွန်တော်ယေရှုနာမ၌တောင်းပန်ချင်ပါတယ်ဒီတော့မနေ့ကကျွန်တော်ညနေမှာကျွန်တော်ဒီမှာပြန်စမယ်ပြီးလို့ရှိရင်ကျွန်တော်တို့စနေမှာကျွန်တော်ဒီရဲ့ business စီမှာ10နိုင်မှာကျွန်တော်တို့တစ်ခါကျွန်တော်တို့ဒီလိုတရားဟောမှာဖြစ်ပါတယ်ညနေပိုင်း CCF မှာသူကမြန်မာလိုပြန်ပြီးတရားဟောမှာဖြစ်ပါတယ်လို့တော့ဒီ assist ကျွန်တော်ကြော်ညာရင်းနဲ့ပေါ့နော်ဒီခံတော့ဖြစ်ပါတယ်အဲ့ဒါတိုင်းကိုဖျားစီကကောင်းချီးချပေးပါစေအာမင်